ဂျိုဆူကဲကတော့မီဆူဂါဘဲရှရိုင်းစီကိုပြောင်းလာခဲ့ပြီးတော့အနားမှာလည်းသူ့လိုမျိုးအုတ်ထုတ်လေးရှိနေတဲ့ရုပ်ထုတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီရုပ်ထုလေးကဂျီဇိုဂျိုစတာဖြစ်ပြီးတော့သူကအမေရိကန်ကနေဒီကိုခဏလာတဲ့ချိန်တုန်းမှာတိတ်ဆုံးသွားခဲ့တာလို့ဖိုးကြီးကရှင်းပြပါတယ်။သူကစောနာကငါးကပ်ပါရှင်ဖိုးကြီးဖြစ်ပြီးတော့ဂျိုဆူကဲကိုအလာဘာတာလာဘာတွေလာပြောပါတယ်။ဒီရုပ်ထုလေးကိုတော့အနားပတ်ဝန်းကျင်ကလူတွေကပန်းခွေတွေလာပေးကြပြီးတော့မကြလဲတန်ရှင်းတွေလာလုပ်ပေးတယ်လို့ပြောပါတယ်။အဲ့ဒါနဲ့ဂျိုဆူကဲကလည်းတိတ်ဆုံးသွားတာကဂျော်နီဂျိုစတာလာလို့မေးတော့အဖိုးကြီးကအံ့ဩသွားပါတယ်။ဂျော်နီဂျိုစတာဆိုတဲ့နာမည်ကိုဒီမျိုးမှာသိရလူနေတယ်။ तू ကတကယ်လက်ချင်ကြီးပဲ။ငါ့ကိုလည်းငါ့အဖွားကတစင်ပြန်ပြောလို့သာသိရတာ။အရှင်တုန်းကဂျော်နီကဂျပန်ကိုလာပြီးတော့မြင်းစည်းတဲ့နည်းပညာတစ်ခုကိုလာသင်ပေးတာပေါ့။တကယ်တော့အဲ့ဒါကအပေါ်ယံတက်ပါပဲ။သူဂျပန်ကိုတကယ်လာတဲ့အကြောင်းပြချက်ကတော့ရီနာနဲ့လက်ထပ်ဖို့ပဲ။သူတို့နှစ်ယောက်ကပစိဖိတ်သမုဒ္ဒရာကိုဖျက်တုံးမယ်လှေပေါ်မှာတွေ့ပြီးတော့ပူးစာဆုံခဲ့ကြတာ။သူတို့နှစ်ယောက်ရဲ့ခီးလန်းကတာယာခဲ့ပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်လဲစပိုတင်းပေးကြတယ်။အားလုံးအဆင်ပြေနေတဲ့တရက်မှာတော့ရီနာစီကိုကန်ဆိုးမှုတစ်ခုကြားရောက်လာတယ်။သူမစီယောဂါတစ်ခုကူးစက်ခံလိုက်ရပြီးတော့အဲ့ဒီယောဂါကိုလည်းဘယ်ဆရာဝန်ကမှသိချမသိကြပါဘူးအစပိုင်းမှာတော့ရီနာကမှတ်ညံပြောက်တာတွေကိုစတင်ခံစားလာရတယ်ယောဂါကတဖြည်းဖြည်းဆိုးဝါးလာတာနဲ့မျှသူမရဲ့အရှိပြားတွေကလည်းတုံ့လိန်ပြီးတော့မာကျောသွားတယ်အဲ့ဒါကြောင့်ပဲဂျော်နီကသူ့ရဲ့မွေးရမြေဖြစ်တဲ့ဂျပန်ကိုပြန်ခေါ်လာပေးခဲ့တာသူမဘဝရဲ့နောက်ဆုံးအချိန်ကိုတော့မွေးရမြေမှာရှိစေချင်တာကြောင့်ပါပြီးတော့ဂျော်နီကမဟုတ်တဲ့အတွေးတွေဝင်လာတော့တယ်အဲ့ဒါကသူငငယ်ကကြုံရခဲ့တဲ့နယူးယောက်ကဖះเจ้าအောက်မှာတင်ထားခဲ့တဲ့သူတော်စင်းရဲ့အလောင်းပဲဒီအလောင်းရဲ့ဆွမ်းအားနေတာဆိုရင်တော့သူ့ဇနီးရဲ့ယောဂါကိုလည်းကုသပေးနိုင်မယ်လို့သူကယုံကြည်နေတာအဲ့ဒါကြောင့်ပဲမြေအောက်ခန်းတစ်ခါအကြောင်းကိုသိနေတဲ့သူ့အတွက်တော့ဒီအလောင်းကိုပြန်ယူဖို့ကမခက်ခဲပါဘူးပြီးတော့သူတော်စင်းရဲ့အလောင်းကိုယူပြီးတော့သူ့မိန်းမရှိတဲ့ဂျပန်စီကိုပြန်လာခဲ့တယ်အဲ့ဒီအလောင်းကိုတော့ထင်းရှူးပင်ရဲ့အောက်မှာခဏဖွက်ထားလိုက်ပြီးတော့ရီနာကိုလည်းအလောင်းဖွက်ထားတဲ့နေရာကိုခေါ်လာခဲ့ပြီးတော့အလောင်းရဲ့အကူအညီနဲ့ပဲသူမကိုကုသပေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အလင်းကျတဲ့နေရာတိုင်းမှာတော့အကျိတ်ဆိုတာရှိစမြဲပဲကောင်းတဲ့ကံကကိုယ့်စီကိုကြားလာပြီဆိုရင်တော့ကန်ဆိုးမှုကတခြားတစ်ဖက်စီကိုရှောက်သွားတာကအမျှကြီးတစ်ခုပဲဒါပေမဲ့အလောင်းကအမေရိကမှာကလေးကချိတ်ပိတ်ထားခဲ့တာမို့လို့အလုံးမဖြစ်ခဲ့ပါဘူးသူ့ဇနီးရဲ့အသက်အတွက်ဂျော်နီကရှာကြီးတင်ငင်ငိုနေရင်းနဲ့ပဲဒီဆွမ်းအားတွေကိုနောက်တစ်ခါတော့သုံးဝင်ပေးပါလို့အော်ပြောနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲရီနာကထူးဆွမ်းစွာပဲသူမခံစားနေရတဲ့ယောဂါကတက်တာလာပါတယ်သူမတက်တာလာတာနဲ့အမျှမှတ်ညံနေပါပြန်ရလာပြီးတော့ဂျော်နီနဲ့သူမရဲ့သားဖြစ်သူဂျော့ချ်ကိုလိုက်ရှာနေခဲ့ပါတယ်ဂျော်နီမှာဂျော့ချ်လို့ခေါ်တဲ့သားတယောက်ပါရှာနေခဲ့ပြီးတော့အခုဆိုရင်တော့အဲ့ဒီယောဂါကသူတို့သားစီကိုကူးပြောင်းသွားပြီဖြစ်ပါတယ်ဂျော်နီကတော့တားစောကတ်နေပြီးတော့နောက်တစ်ခါဒီအလောင်းကိုဘသူစီမှာထပ်မသုံးတော့ပါဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ဇနီးအစဉ်ပြေရပြီ။ကျန်တဲ့လူကဖြစ်ချင်တာဖြစ်ဆိုပြီးတော့တွေးခဲ့တဲ့ဂျော်နီကသူ့သားဂျော့ချ်ပေါ်မှာကူးပြောင်းလာတဲ့ကန်ဆိုးမှုတွေအတွက်အဆင်သင့်မဖြစ်သေးပါဘူး။အချိန်မရှိတော့တာနဲ့ပဲသူလည်းဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်ပါတယ်။သူ့သားဖြစ်သူကိုမြင်းမော်တင်စီးနေရင်းနဲ့ပဲဒီလိုအလဲလဲအတွက်သူ့ကိုယ်သူစတဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နေဘူးလက်တွေနဲ့ပဲသူ့သားစီကယောဂါကိုလဲပတ်ချင်းစနစ်နဲ့သူ့စီကိုကူးပြောင်းစီလိုက်ပါတယ်။ဂျော်နီကယောဂါကိုစတင်ခံစားလိုက်ရတာနဲ့ပဲမြင်းစီဖို့ခွန်အားပါမရှိတော့တာကြောင့်ပဲမြင်းမော်ကနေပြုတ်ကျသွားပါတယ်။ကိုမိသားစုအဆင်ပြေဖို့အတွက်နဲ့အခြားမိသားစုစီကအသက်ကိုအလဲလဲမလုပ်ခဲ့ပဲနဲ့လူကြီးလူကောင်းဆန်စွာသူ့ကိုယ်တိုင်စရေးခံပြီးတော့ဒီချိန်စာကိုလက်ခံလိုက်ပါတယ်။ဂျော်နီရဲ့လက်ကထိရှုရွက်တွေကိုထိမိသွားတာကြောင့်ပဲချက်ချင်းပဲသူ့ရဲ့ခေါင်းပေါ်ကိုကြောက်တုံးတုံးကပြုတ်ကျလာပြီးတော့ဂျော်နီရဲ့အသက်ကိုနှုတ်ယူသွားပါတယ်။အခုလောက်ဆိုရင်တော့ဂျော်နီလည်းကောင်းကင်ဘုံမှာဂျာရုံနဲ့ပြန်တွေ့နေလောက်မှာပါ။နောက်ဆုံးမှာတော့ရီနာပါရှောက်လာခဲ့ပြီးတော့သူ့ရဲ့သားဂျော့ချ်ကိုဖတ်ရင်းနဲ့ပဲငိုနေခဲ့ပါတယ်။သူတည်ရင်ဘယ်သူမှငိုပေးမှာမဟုတ်ဘူးလို့ထင်ခဲ့တဲ့ဂျော်နီဂျိုးစတာကတော့လူတိုင်းရဲ့ဝမ်းနည်းမှုတွေကိုလက်ခံရပြီးတော့ဒီလောကကြီးတွေကနေအပြီးပိုင်ထွက်သွားခဲ့ရပါပြီ။သူကဇနီးနဲ့သူ့ရဲ့သားကိုကယ်ပေးခဲ့တာလို့ဆိုကအဖိုးကြီးကဂျော်နီဂျိုးစတာရဲ့တမိုင်းကြောင်းကိုရှင်းပြလိုက်ပါတယ်။အလောင်းကအမေရိကစီကိုပြန်ယူသွားခဲ့ကြပြီးတော့အဲ့ဒီချိန်ကတည်းကဒီထင်းရွှေရွက်တွေကထူးထူးဆန်းဆန်းဖြစ်ပျက်လာတာပဲလို့ဆိုပါတယ်။အဲ့ဒီတရွက်တွေကြောင့်ပဲဒီလမ်းကြားထဲကိုဂျင်းထက်တဲ့လမ်းလို့လူတွေကစတင်သမုတ်ခဲ့ကြတာပါ။ဒီတရွက်တွေကလောက်ရက်ကိုမသိလိုက်ခင်မှာပဲဖြစ်ပေါ်စေပြီးတော့အကျိုးဆက်ကိုရရှိစေပါတယ်။အဲ့ဒါကြောင့်ပဲဒီရုပ်ထုလေးကလည်းဂျော်နီကိုခုံပြူပေးတဲ့ထိမ့်မှတ်နေနဲ့သူတည်ဆုံးသွားတဲ့ဒီနေရာလေးမှာပဲထူပေးခဲ့ကြတာလို့ပြောပါတယ်။အဲ့ဒါကြောင့်မို့လို့ဂျိုဆူကဲကအဲ့ဒီယောဂါကအခုရောရှိသေးလားလို့မေးတော့အဖိုးကြီးကသူလည်းသိချာမသိဘူးလို့ပြောပါတယ်။ပြီးတော့အဖိုးကြီးကသူရှင်းပြပေးခဲ့တဲ့အဖိုးခအနေနဲ့ရန်3000ကိုတောင်းပါတယ်။ပြီးတော့ဂျိုဆူကဲကိုနှုတ်ဆက်ခဲ့လိုက်ပြီးတော့ရီနာကလည်းဟီဂါရှီကာတာမီသားစုရဲ့မျိုးဆက်ဆိုတာသိလိုက်ရပါတယ်။ရန်3000ကတော့ပေးပြောပါတယ်။ရာဇိုဟိုကတော့ဂျိုရှုတို့အိမ်ကိုလှမ်းမြင်နေတဲ့နေရာကနေအကဲခတ်နေပါတယ်။သူမကဂျိုရှုကိုလာချောင်းတာတော့မဟုတ်ပါဘူး။ဂျိုဆူကဲကိုတွေ့တာနဲ့ပဲသူသိထားတာတွေကိုပြောပြဖို့လုပ်နေခဲ့ပြီးတော့ဒီတီရှူပင်တွေချားမှာကလေးတယောက်ကိုရှာတွေ့ခဲ့တယ်လို့သတင်းထဲမှာရေးထားခဲ့ပါတယ်။သူ့ကိုငါးဖမ်းသမားတွေကကယ်ဆယ်ခဲ့တာဖြစ်ပြီးတော့ကောင်လေးကတော့ကြမ်းကြမ်းမမာပဲရှိနေခဲ့တာပါ။အဲ့ဒီကလေးလေးကခေါင်းစုပ်ရဲ့ခြေအိပ်ရဲ့အပြင်လက်ဘင်းမှာလည်းရေတနာတစ်ခုကိုဆွဲထားပါသေးတယ်။ဂျော်နီတည်ဆုံးခဲ့ရတဲ့အကြောင်းနဲ့ဒီကလေးလေးကိုရှာတွေ့တဲ့သတင်းတစ်ခုကဆက်ဆက်မှုရှိနေတာကိုပါရာဇိုကလည်းသိပါတယ်။အဲ့ဒီချိန်မှာပဲသူမအနာကထင်းရှူပင်မှာတစ်ခါမော့တစ်ခုရှိနေတာကိုမြင်လိုက်ရပါတယ်။ရာဇိုကလည်းဆက်စုပ်နေစိမ့်နေပဲအနာကိုကတ်ကြည့်လိုက်တော့တစ်ခေါင်းထဲကနေလက်တစ်ဖက်ကထွက်လာပြီးတော့သူမကိုဆွဲခေါ်သွားပါတယ်။သူမလည်းအခုဆိုရင်တော့တစ်ခေါင်းထဲကိုရှောက်သွားပြီဖြစ်ပြီးတော့အနောက်ကလက်တစ်စုံကလည်းသူမရဲ့ရှင်ဘက်တွေကိုလာထိနေတာလို့ခန်းစားမိလိုက်ပါတယ်။